မင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ဒီနော်တစ်ဆော့နိုင်လေးကျွန်တော်ကိုပြပေးမယ်နော်ဒီမှာကျွန်တော်ဖွင့်လိုက်ပြီနော်ဒီဘူးလေးပါလာပြီဘူးလေးပါလာတော့ဒီမှာဖွင့်လိုက်မယ်ဒီဟုတ်ပါပြီဒါတော့တစ်ဆော့ PIS ပါနော်တစ်ဆော့ PIS ကို Royal Blue လေးဖြစ်ပါတယ်နော်ဒီ Royal Blue လေးဖြစ်ပါတယ်original တော့ဒီလိုနော်ဒီ integrated bracelet နော် integrated bracelet studio နဲ့လာတယ်ကျွန်တော်ဒီ studio လေးကိုမကြိုက်လို့ဖြုတ်ရင်းပြီးတော့နော်ကျွန်တော်ဒီမှာ silicone ကြိုးလေးနဲ့တက်ထားတာဖြစ်ပါတယ် silicone ကြိုးနဲ့တော့မိုက်ပါတယ်နော်ဒီမှာမြင်နေရတယ်နော် Dissolve PIS ဆိုတာ silicone ကြိုးလေးပါဟုတ်ပြီဒီကောင်လေးကဘာလေးကောင်းလဲဆိုတော့ဒီမှာပြထားတာနော်ဒါသူပြထားတဲ့ Dissolve စတင်နော်1853ကိုပြထားပြီးတဲ့ခါမှာသူက power matic 80 set ဖြစ်ပါတယ်နော်Powermatic 80 ဆိုတဲ့သဘောတရားကဒီဆက်တီနော်တံပတ်အပြည့်ပေးထားပြီးတော့ပတ်တဲ့အခါမှာဆိုရင်ပတ်ပြီးချုပ်ထားတဲ့နိုင်80အထိကိုဆက်ပြီးတော့တွားနေတာဖြစ်ပါတယ်ပြောကြရင်နိုင်80ဆိုတော့24-80 3ရက်ပေါ့နော်3ရက်ဒီမှာတောက်ကြနေမှာဝစ်ပြီးတော့ရုံးတက်တဲ့လူတွေတောက်ကြနေဝစ်ပြီးတောက်ကြညမှာချုပ်ထားလိုက်တနေ့လာမနေ့ပြန်ပတ်တဲ့အခါမှာတိုက်เสียမလို့ပါဘူးเนาะအကုန်လုံးကတော့လည်း freshen ဖြစ်ပါတယ်ဒိတ်ကလည်းညာဘက်မှာပါပါတယ်ဒီ Royal Blue လေးကဆိုရင်ဒိတ်ကိုဒီကြပေါက်မြင်ရဖြစ်ပါတယ်တခြားအရောင်တွေဖြစ်တဲ့ဒီအဖြူရောင်တို့ Tiffany Blue တို့ဆိုရင်တော့ဒီ date window ကရုပ်တရက်ကြည့်လိုက်တဲ့အခါမှာထင်းကနေလင်းကနေမြင်ရလိမ့်မရှိပါဘူးအယိုးနှမတွေတော့ကတော့ဒီ date ကိုမြင်ရအောင်အရေးကြီးပါတယ်เนาะတဲ့နောက်ကလည်းနောက်ဆက်မြင်ဖြစ်ပါတယ်တစ်ဆုပ်ကဒီ Powermatic 80 set ကိုတုံးထားတာဖြစ်ပါတယ်တော့ဒီဆက်များဒီနောက်မှာဒီ warranty လက်စစ်လို့ရပါတယ်เนาะဒီနောက်ကကုတ်နံပါတ်ကို tip software site မှာထည့်လိုက်ဒီတွေ့ warranty ကိုပေါ်လို့ရပါတယ်ကျွန်တော်တို့ဒီ studio လက်ဆိုင်ဒီလိုမျိုးပေါ့ပါအောင်เนาะဒီ silicone ကြိုးလေးပို့ပြီးပတ်တာဖြစ်ပါတယ်တခြားဒီ leather ကြိုးနေလည်းရှိပါတယ်